ကုသိုလ်ကောင်းမှုတွေလုပ်ပြီးဆုတောင်းတယ်ဆုတောင်းတော့မြတ်စွာဘုရားကသူ့ကိုသူဆုတောင်းပြည့်မလားဆိုတာကြည့်လိုက်သူ့မှာဘာအရေးချင်းနေရှိတော့ဆိုရှင်တွေကသတ္တာကိုချင်းတရားဆိုတဲ့သီလတရားဓမ္မနာယူမှုလို့ဆိုတဲ့သုတစွန့်ကြဲလူတန်းခြင်းဆိုတဲ့စာကနဲ့လုံးတဲ့လုံးထိုက်တာကိုသိတဲ့လုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားသိတဲ့ပညာဆိုဒီချင်းကရသူ့မှာပြည့်တယ်ဆူတောင်းပြည့်တယ်ဆိုတာအဲ့ဒီရေချင်းကရပြည့်မှာဆူတောင်းပြည့်တာနော်ဆူတောင်းပြည့်ဖရာဆူတောင်းလို့ဆူတောင်းပြည့်တာမဟုတ်ဘူးအထင်မမှားကြနဲ့မြတ်စွာဘုရားကိုယ်တိုင်ဟောထားတာရင်ထဲကဒီတရား၅မျိုးရှိဖို့လိုတယ်ပါတယ်လေတတ္ထာရဲ့သီလရဲ့သုတရဲ့စာကရဲ့ပညာအဲ့ဒီ၅ခုရှိလို့ရှိရင်ကိုယ့်ရဲ့ရည်ရွယ်ချက်အောင်မြင်တယ်လို့ပြောတာဆူတောင်းပြည့်တယ်ဆိုတာရည်ရွယ်ချက်အောင်